အားလုံးပဲမင်္ဂလာပါရှင် Study with MTM YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ညဝေပေးသွားမယ့်အကြောင်းအရာလေးကတော့ Charlotte နဲ့ Shoutu ရဲ့ကွဲပြားခြားနားချက်နောက်တစ်ခုက Throat နဲ့ Throat ရဲ့ကွဲပြားခြားနားချက်တို့ကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒါဆိုဗီဒီယိုလေးကိုခုပဲစတင်လိုက်ရအောင်ပထမဆုံးအနေနဲ့ Charlotte ရဲ့အသုံးပြုပုံကိုရှင်းပြပေးချင်ပါတယ်Charlotte ကိုကတစုံတရာကိုစိတ်တူလို့အော်ရိခါမှာအသုံးပြုပါရယ်။ဥပမာအနေနဲ့ပြပြရမယ်ဆိုရင် Don't shout at me. I didn't do anything wrong. ငါ့လာမအောင်နဲ့ပေါ့နော်။ငါဘာမှအမှားမလုပ်ထားဘူး။နောက်တစ်ချောင်းက I shouted at my sister because I was angry. ငါတော့ထွက်နေတဲ့အတွက်ကြောင့်ငါညီမအောင်ကအော်မိသွားတယ်။ဆိုတဲ့အထိပ္ပယ်ပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့ Shoutu ကိုဘယ်လိုနေရာမှာအသုံးပြုလဲဆိုတော့ရှင်းလိုက်ရအောင် Shoutu ကိုတော့ကိုယ်ကတစုံတရာကိုမကြားမှာဆိုတော့အသက်မြင့်ပြီးတော့အော်ခေါ်လိုက်တာအသိပေးလိုက်တာဆိုတဲ့နေရာမှာအသုံးပြုပါတယ်ဒီနေရာမှာဒေါသတန်နဲ့တစုံတရာကိုစိတ်လို့အော်လိုက်တဲ့ပုံစံမျိုးမဟုတ်ပါဘူးဥပမာစာကြောင်းနဲ့ပြောရမှာဆိုရင် He shouted to the taxi driver to stop သူက taxi driver ကိုရပ်ဖို့အော်ခေါ်လိုက်တယ်နောက်တစ်ချောင်းက He shouted to me from the window သူကငါ့ကိုပတင်ပေါက်ကနေလမ်းအော်ခေါ်လိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့ Throat နဲ့ Throat နဲ့ကွဲပြားခြားနားချက်ကိုရှင်းပြပေးပါမယ်ပထမဆုံးအနေနဲ့ Throat သူကကျတော့တစုံတရာကိုစိတ်တူလို့တစုံတစ်ခုနဲ့ကောက်ပေါက်လိုက်တာ For example he threw a stone at the door သူကခွေးကိုစိတ်တူလို့ပေါ့နော်ကြောက်တုံးနဲ့ပြစ်ပေါက်လိုက်တယ်နောက်တစ်ချောင်းက She threw the ball at her brother because she was angry သူကသူ့ကိုဘောလုံးနဲ့ပြစ်ပေါက်လိုက်တယ်ဘာလို့လဲဆိုတော့သူမစိတ်ဆိုးနေလို့နောက်ဆုံးအပိုင်းလေးကတော့ Throat ရဲ့အသုံးပြုပုံလေးပဲဖြစ်ပါတယ်ဆိုတော့ Throat ကိုတစုံတရာလက်လန်းမမီလို့ကိုကပြစ်ပြလိုက်တဲ့အခါမှာသုံးလို့ရပါတယ်For example, I threw the keys to my sister. ငါမောင်တော့လမ်းပြပေးလိုက်တယ်။နောက်တစ်ချောင်းက I threw the ball to my brother. ငါအကိုကိုဘောလုံးပြပေးလိုက်တယ်။ဒီနေရာမှာအတိတ်ကမှတ်သားထားရမှာကကိုကစိတ်တူလို့လမ်းပေါက်ပေးလိုက်တာမဟုတ်ပင်နဲ့တစုံတယောက်လက်လမ်းမမီလို့ကိုကပြပေးလိုက်တဲ့ဆိုရက်အတောင်းအနှောင်းမှဖြစ်ပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပါရှင်အကယ်၍ဒီဗီဒီယိုလေးကကိုယ့်အတွက်အကျိုးသက်ဆုံးတင်ရရှိခဲ့မယ်ဆိုရင် like and share subscribe နဲ့ခဲ့ပေးဖို့ညွှန်ကြားရခင်ချင်ပါတယ်ရှင်